ဒီဗီဒီယိုလေးကတော့ Netflix ရဲ့ DMC Devil May Cry series ကိုကျွန်တော် honest review ပေးသွားမှာပဲဖြစ်တယ်ကျွန်တော်ဒီဥစ္စာကိုထွက်ပြီးတော့2ရက်အတွင်းမှာကျွန်တော်ကြည့်မိတယ်ဒါပေမဲ့ကျွန်တော် reaction နောက်တစ်ခုကကျွန်တော် review အနေနဲ့ကျွန်တော်ခံစားချက်တွေကိုကျွန်တော်မပြောမိဘူးမပြောမိတဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့တော့ပြပြပေးသွားမယ်ကျွန်တော် DMC ကိုစော့တာနည်းနည်းတော့ကြာနေပြီ DMC 3 DMC 4 DMC 5နောက်ပြန်ရင် DMC Devil May Cry ဆိုတဲ့ဥစ္စာလေးကျွန်တော်စော့တယ်အဲ့တော့ကျွန်တော်4ခုလောက်တော့စော့ဘူးတယ်ပထမဆုံး1နဲ့2နဲ့တော့ကျွန်တော်မစော့ဘူးအဲ့တော့ကြောင့်မို့ Air storyline ကိုတော့ကျွန်တော်သိမသိဘူးကာတွန်းကဖြစ်တဲ့အတွက်ကြောင့်မို့လို့အရှင်းဆုံးပြောမှာဗျာကြည့်စီကဘာမှမရှိလို့ရှိရင်ကြည့်တာဆောင်းမိုက်တယ်လို့ကျွန်တော်ထင်တယ်လုံးဝ fresh กว่าဒီ DMC fan တယောက်မဟုတ်ဘဲနဲ့ DMC ရဲ့အပြင်ဘက်ကလူတယောက်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့တော်တော်လေးကြည့်ရတာအဆင်ပြေမယ်လို့ထင်တယ်ဒါပေမဲ့ fan တယောက်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့တချို့အချက်လေးတွေလွဲမှားနေတာရယ်တချို့အချက်လေးတွေကတစ်ခါရလို့ရှိရင် pleasing မဖြစ်ဘူးကွာဒီလေစိတ်ချနှံမှုရှိသေးတဲ့အပိုင်းတွေရှိတယ်ဘာလို့လဲဆိုတော့ boss တွေကိုသူတို့အပိုင်းတစ်ပိုင်းမှာသုံးထားတဲ့ဥစ္စာတော်တော်လေးဆူဆူဝါဝါလို့ကျွန်တော်ထင်တယ် boss battle တွေကွာဒီလား boss battle တွေမှာ boss ကောင်တွေပါတယ်အဲ boss ကောင်တွေကဒီထဲမှာကြတော့လို့ဘယ်လိုပြောမလဲတကယ် villain ကြီးရဲ့လက်အောက်ငယ်သားပုံစံအနေနဲ့ဒီထဲမှာပါတယ်အတွက်ကြောင့်မလို့ကြည့်ရတာနည်းနည်းတစ်မျိုးလေး feel ငုတ်တယ်လို့ကျွန်တော်ထင်တယ်အဲတကယ် boss တွေနော်အကောင်တွေ sound ခတ်တဲ့ကောင်တွေအဲ့တော့အဲ့တခုတော့ကျွန်တော်စိတ်မကျင်တော့ဘူးအဲ့မှာဒီကောင်းရဲ့အချက်အလက်ကိုတော်တော်ပြသွားတဲ့ဥစ္စာလေးကအဆင်ပြေတယ်လို့ပြောလို့ရတယ်ပြသွားတဲ့ animation ဘိုင်းတွေရော storyline ရောဘာမှမကြည့်ဘူးတဲ့လူတွေဆိုတော့အဆင်ပြေတယ် color တွေကလည်းတော်တော်လေးကောင်းတယ်စိုးတယ်လို့ပြောလို့ရတယ်ခလေးတယောက်အနေနဲ့ဆိုရင်တော့မကြည့်သင့်ဘူးလို့ထင်တယ်ဘာလို့လဲဆိုဒီမှာတက်တက်ဖြတ်တဲ့ဥစ္စာတော်တော်များတယ်နောက်ပြီးတော့နည်းနည်းလေးရှုပ်ထွေးတယ်ရှုပ်ထွေးရဆိုတာတောင်းမသိတဲ့လူတွေဆိုလို့ရှိရင်တော့ဒီဥစ္စာဇလန်းကနည်းနည်းရှုပ်တယ်လို့ကျွန်တော်ထင်တယ်သိတဲ့လူတွေဆိုလို့ရှိရင်တော့ရှင်းတယ်လို့ထင်တယ်ဒီထဲမှာမမိုက်တဲ့အချက်တစ်ချက်ရှိတယ်ဘာလဲဆိုလို့ရှိရင်မမိုက်တဲ့အချက်တစ်ချက်ကဒီမွန်နေနဲ့ပတ်သက်ပြီးတော့သူကဒီမွန်တွေကိုလူကောင်းအဖြစ်နဲ့ပြထားတဲ့ဥစ္စာကွာအဲ့ဥစ္စာသိမမိုက်ဘာလို့လဲဆိုတော့ Devil May Cry series တစ်လျှောက်လုံးကျွန်တော်စော့ခဲ့တဲ့ game တွေမှာဒီမွန်တွေကလုံးဝစိုးဝါးတဲ့ကောင်တွေပဲဒီကိုပြန်လာတဲ့အချိန်မှာဒန်ဒီနဲ့သူ့အကူနဲ့ပေါ့လေသူ့အကူလို့ပြောလို့ရတယ်သူညီလက်သူ့အကူလားမသိဘူးကျွန်တော်ထင်တော့အကူလို့ထင်တယ် Virgil ကအကူလားမသိဘူးသူတို့နှစ်ယောက်သာလင်းရှင်းပြောလို့ရှိရင်ကောင်းတဲ့ဘက်မှာနည်းနည်းရှိတာဒီကောင်းလေးလည်းအကောင်းကြီးတော့မဟုတ်ဘူးကွာအဲ့တော့ series ထဲမှာဒီမွန်တွေကနည်းနည်းကောင်းတဲ့ဘက်မှာရှိတဲ့ဥစ္စာကိုပြသွားတဲ့အတွက်ကြောင့်မလို့အဲ့ဒါလည်းကျွန်တော်တို့နည်းနည်းကျွန်တော်မသိတဲ့ဘိုင်းပေါ့လေ1 2မှာပါမလား game ရဲ့1 2မှာပါမလားမသိဘူးဒါပေမဲ့ကျွန်တော် series တစ်ချောင်းလုံးကျွန်တော် solve ခဲ့တဲ့ game တွေမှာဆိုလို့ရှိရင်အဲ့လောက်ကြီးဟောမဖြစ်ဘူးမပါဘူးကွာမပါဘူးဆိုတော့ကျွန်တော်အဲ့ဒါလေးတော့နည်းနည်းထူးဆန်းတယ်သို့တော့ဘယ်လိုပဲဖြစ်ဖြစ်ကြည့်မယ်ဆိုလို့ရှိရင် episode 6ကိုကြည့်တယ် episode 6ကတော်တော်လေးအနုပညာဆန်တယ်လို့ပြောလို့ရတယ်တချင်းတွေရပါအစားတချင်းတွေရောပြောလို့ရှိရင် animation တွားထားတဲ့ပုံစံတော်တော်လေးအနုပညာဆန်တယ်ဥပမာဗျာတချင်းmusic video တခုကိုကြည့်နေရတယ်လို့ပုံစံဖြစ်သွားလိမ့်မယ်ကွာသိလား episode 6ကတော်တော်လေးမိုက်တယ်နောက်ပြီးရင် character နှစ်ကောင်ရဲ့ဇလန်းကိုပြသွားတဲ့ဥစ္စာဟာပညာသားပါတယ်အဲ့တခုတော့ကျွန်တော် respect ပေးပညာသားပါတယ်အခုတော့ season 1ပြီးသွားတဲ့အတွက်ကြောင့် season 2ကိုဆက်ထုတ်မယ်ဆိုပြီးတော့ကြီးညာထားတယ် season 2မှာဘာလာမလဲတော့မသိဘူး season 1မှာတော့အရင်အများစားကြီးမပါဘူးသူ့အကူကနည်းနည်းလေးပဲပါလိုက်တယ် Virgil ကအပြေးဝအောင်ပေါ့နောက်ဆုံးလေးမှာပဲပါလိုက်တယ်အရှိပိုင်းမှာကျတော့ဒီကောင်က demon တွေကိုလိုက်ဟန်တယ်ဟန်ပြီးတော့ဒီမှာသူ့ necklace ပေါ်လေးသူ့အမေရဲ့လက်ဆွဲဂျူးနဲ့ပတ်သက်ပြီးတော့ဖြစ်ပျက်လေးတစ်ခုဖြစ်သွားတယ်အဲ့အပိုင်းလေးကိုပဲ season 1မှာရိုက်ပြထားတယ်animation တွေအနေနဲ့ဆိုလို့ရှိရင်တော့ကြည့်ရတာကောင်းတယ် animation တွေကအဆင်ပြေတယ်မပြေတာ storyline လေးကနည်းနည်းလေးစောက်တလွဲလေးဖြစ်နေဘာပြော villain ကိုတော့ကျွန်တော်ကြိုက်တယ် villain ကလို့မို့အရင်ရက်ဆက်တဲ့ထဲမှာဘယ်လိုပြောမလဲပါတယ်လို့ပြောလို့ရပါမယ်အရင်ရက်ဆက်တယ်လို့ပြောလို့ရပါမယ်အရင်မရက်ဆက်ဘူးလို့ပြောလို့ရတယ် villain ကဘာကြောင့်ဖြစ်တည်လာလဲဆိုတဲ့ဥစ္စာကိုကျွန်တော်နားလည်ပေးလို့ရတယ်အဲ့တခုလေးကတော့မိုက်တယ်အဲ့တော့ဒီ Devil May Cry series ကိုကျွန်တော်ဘယ်လိုသတ်မှတ်ရမလဲဆိုလို့ရှိရင်ကျွန်တော် rating ကိုကျွန်တော်ပြောင်းလိုက်တော့မယ်ကြည့်တင်တယ်မကြည့်တင်ဘူးကြည့်လဲရတယ်မကြည့်လဲရတယ်လုံးဝကြည့်တင်တယ်ဟုတ်နော်အဲ့လို၄မျိုးကျွန်တော်ပြောင်းလိုက်မယ်၄မျိုးပြောင်းလိုက်တော့ကျွန်တော်ဒီဥစ္စာကြည့်လဲရတယ်မကြည့်လဲရတယ်သိလားလုံးဝကြည့်တင်တဲ့တဲမှာမပါဘူးလုံးဝမကြည့်တင်တဲ့တဲမှာလည်းမပါဘူးကြည့်လဲရတယ်မကြည့်လဲရတယ်တကယ်လို့ပြင်းနေတယ် animation ကိုမှကြိုက်တယ်ဆိုလို့ရှိရင်တော့ကြည့်တင်တယ်မဟုတ်ရင်တော့ဘယ်လောက်ထိ recommend ပေးတဲ့ series မှာမပါဘူး။ကျွန်တော်ကကြည့်တဲ့အတွက်မျိုးကျွန်တော် fan ဖြစ်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းလေးတော့သဘောကျတယ်ဒါပေမဲ့တိတ်သဘောမကျတဲ့ဘိုင်းတွေရှိတယ်။
ဒီဗီဒီယိုကြည့်နေတဲ့လူရော Devil May Cry ကိုကြည့်ဘူးလား Devil May Cry ရဲ့ fan လားပြီးတော့လို့ရှိရင် series ကခင်ဗျားတို့ကိုဘယ်လိုမျိုး feeling ပေးလဲဆိုတဲ့ဥစ္စာကိုကျွန်တော်အောက်မှာ comment လေးတစ်ခုမှန်ပေးကြပါဦးကျွန်တော်ဗီဒီယိုကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ် peace bye